TikTok မှာ serum လို့ရှာလိုက်ရင်အနူရဲ့ဒီ serum လေးကအရင်ဆုံးပေါ်လာမယ်လို့ထင်တယ်ဒါပေမဲ့ရက်များနေတယ်ဘယ်ဟာအတွက်လဲသုံးရမှာမသိဘူးဆိုရင်ဒီဗီဒီယိုလေးဆုံးထိကြည့်ပေးပါအနူရဲ့ဒီ niacinamide ကကြတော့ active acne ရှိတဲ့သူတွေအတွက် recommend မပေးပါဘူးအချက်မထွက်တော့ဘူးဒါပေမဲ့ဝက်ချံကြောင့်အနံ့ရွတ်တွေကြံခဲ့တယ်တွားရင်ချွေးပေါက်တွေကျန်နေတယ်ဆိုရင်ဒါလေးသုံးဖို့ recommend လုပ်ပါတယ်။ရင်တော့ဆို18 19 20 22ဝန်းကျင်လောက်ထိဝက်ချန်နေအရင်ထွက်တော့လက်လက်တော်ခွာတယ်အနက်ရွတ်တွေကြံခဲ့တယ်။ဒါစီရမ်တွေလည်းအများကြီးသုံးဖို့တယ်ဒါပေမဲ့ဒီစီရမ်စသုံးတဲ့အချိန်မှာမျက်နှာအရန်ကိုတိတိတတ်တာပြောင်းလဲသွားတယ်အခုဆိုဒါတော့တိတ်မလို့တော့ဘူး။အဲကိုကဒါဝယ်ထားပြီးလို့ကိုနဲ့မျက်နှာပေါ်မှာမတည့်ဘူးဆိုရင်ဂျိုင်းတို့ဒူးခေါင်းတို့တထောင်စစ်တို့ကိုလိမ့်လို့ရပါတယ်ဝက်ချန်အရန်ထွက်နေရင်တော့ဆရာဝန်တော့ပြပါဒါပေမဲ့ဒါတခါတလေဝက်ချန်ထွက်လာတယ်မျက်နှာပေါ်မှာဝက်ချန်ဖြစ်စေတဲ့ bacteria တွေကိုတတ်ပေးတာ ਨੇ ပြီးတော့ရင်မျက်နှာနေတဲ့သူအသားရည်ရတတ်တဲ့သူတွေအတွက်အဆင်ပြေတယ် fungal acne safe လို့တော့ပြောတယ်တချို့ကလည်း comment ထဲမှာပြောတယ်ဒါသုံးပြီးတော့မှအစီလေးထွက်လာတယ်ဆိုပြီးတော့ skincare မသုံးရင်အများ patch test လုပ်ပါလို့ဒီနာလေးပဲဖြစ်ဖြစ်လေဘင်းနာပဲဖြစ်ဖြစ်